ဘော်ဘီကသူမရဲ့ချစ်သူဖြစ်တဲ့ KO နဲ့မတွေ့ရတာရက်အတော်ကြာနေပါပြီ။အဲဒါကြောင့်သူမရဲ့ချစ်သူကို message ကနေတဆင့်တွေးဆုံလိုကြောင်းကိုပြပြလိုက်ပါတယ်။ KO ကတော့ဘော်ဘီစီကိုချက်ချင်းပဲလာတွေ့ခဲ့ပြီးတော့ရုတ်တရက်ဆန်စွာပဲလက်ထပ်ခွင့်ကိုတောင်းခဲ့ပါတယ်။ပြီးတော့သူအခုကြုံတွေ့နေရတဲ့တရားရုံးကိစ္စကိုပါဝန်ခံခဲ့ပြီးတော့ဒီကိစ္စတွေပြီးသွားတာနဲ့ဘော်ဘီနဲ့တူတူနေထိုင်သွားမယ်လို့ပါပြပြခဲ့ပါတယ်။ KO ရဲ့တောင်းဆိုချက်ကိုဘော်ဘီကလည်းချစ်ချင်တဲ့ကြီးကိုလက်ခံခဲ့ပါတယ်။နောက်ရက်ဒီမှာမင်္ဂလာပွဲအတွက်ကိုဘော်ဘီကဈေးဝယ်ထွက်တဲ့အချိန်မှာသူမရဲ့တငယ်ချင်းတယောက်နဲ့ကိုတွေ့ဆုံခဲ့ပြီးတော့ KO နဲ့ပတ်သက်ပြီးတော့တဘောအလုံးစာအတွက်ကိုအစင်းသင်းဖြစ်ပြီလားဆိုပြီးတော့မေးလိုက်ပါတယ်။သူမကတော့ဘယ်ယောက်ျားကိုမှမယုံကြည်နိုင်တာကြောင့်အိမ်အောင်ပြုဖို့ကိုမစင်စားဘူးလို့ပဲကြွေးကြော်နေပါတယ်။ဘော်ဘီကတော့သူမတငယ်ချင်းရဲ့ပြောင်းလဲနေတဲ့ပုံစံနဲ့ထူးခြားမှုကိုလည်းတတိထားမိခဲ့ပြီးတော့ဘော်ဘီကတော့သူမရဲ့တငယ်ချင်းဖြစ်သူကိုပါလက်ထပ်ဖို့အတွက်ကိုကြံပေးခဲ့ပါတယ်။ဘော်ဘီတို့နားကိုရက်နေတဲ့အသက်ကြီးကြီးအဖွားတစ်ယောက်ကလည်းမှန်ကန်တဲ့လူတစ်ယောက်ကိုတွေးတဲ့အခါမှာလက်ထက်လိုက်တဲ့အချိန်ကိုပြန်လည်ပြီးတော့အမှတ်ရစေတယ်။သူမကသူမရဲ့ချစ်သူကိုဓာတ်ပုံလေးမြင်ယုံတဲ့တင်ကိုလက်ထပ်ခဲ့တယ်လို့ပြောပါတယ်။နောက်ရက်မှာ KO ကတော့တရားရုံးကိုရောက်လာတဲ့အခါမှာဘော်ဘီကလည်းသူမရဲ့လုပ်ပေါ်ကင်ပဲတီယာကိုနဲ့တူတူတရားရုံးကိုရောက်လာခဲ့ပါတယ်။ဘော်ဘီကတော့တရားရုံးကိုလာတဲ့လမ်းမှာဆိုင်ကယ်တစ်စီးကိုတတိပြုမိပြီးတော့သူမရဲ့ဆိုင်ကယ်သမားဖြစ်ခဲ့တဲ့အတိတ်ကအကြောင်းအရာတွေကိုတတိယမိသွားခဲ့ပါတယ်။ဒါပေမဲ့လို့သူမကလက်ထက်တော့မှမဟုတ်လို့သူမရဲ့ဆိုင်ကယ်စီးကျင်တဲ့အိမ်မက်ကလည်းဆွန့်လွတ်တော့မယ်ဆိုပြီးတော့ဝမ်းနဲ့စွာနဲ့ကိုပြပြလာခဲ့ပါတယ်။တရားရုံးထဲကိုဝင်လာတဲ့အချိန်မှာတော့တရားသူကြီးမာခရိုကိုအားလုံးကလည်းစောင့်ဆိုင်းနေကြပြီးတော့နောက်ဆုံးမှာတော့ KO ရဲ့မိဖက်ကုမ္ပဏီကလည်းတီးတီးရောက်ရှိလာခဲ့ကြပါတယ်။တရားခွင်ထဲမှာ KO ကငွေကြေးလိမ်လည်မှုဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရပြီးတော့ KO ကလည်းသူတို့ကုမ္ပဏီရဲ့အပြစ်မရှိကြောင်းကိုတက်တည်ပြဖို့အတွက်ကိုအတဲအတန်ကိုစ조사ပါတယ်။ KO ပေးရတဲ့တက်တည်အထောက်အထားတွေကိုတရားသူကြီးမာခရိုကပြန်လည်သုံးသပ်ပြီးသွားတဲ့နောက်မှာတော့ KO ရဲ့ကုမ္ပဏီကလိမ်ညာမှုမှာအပြစ်မရှိကြောင်းကြေညာလိုက်ပါတယ်။ KO နဲ့ဘော်ဘီကလည်းဝမ်းသာပြီးတော့ပွေ့ဖက်နေတော့မှဘော်ဘီရဲ့အာယုံကတော့တရားသူကြီးမာခရိုစီမှာတဝဲလဲလဲဖြစ်နေခဲ့ပါတယ်။ KO ကတော့မာခရိုစီကိုကျေးဇူးတင်ကြောင်းအမူအရာနဲ့ကိုဖော်ပြခဲ့ပြီးတော့ဘော်ဘီနဲ့တူတူထွက်သွားခဲ့ပါတယ်။နောက်နေ့မှာတော့ဘော်ဘီကသူမတို့ရဲ့ Bachelor Night ကိုကျင်းပတော့မှာဖြစ်တာကြောင့်ဘော်ဘီကတော့သူမရဲ့တငယ်ချင်းတီယာကိုနဲ့သူမရဲ့လက်ထောက်ကိုလည်းဖိတ်ချခဲ့ပါတယ်။ဒါပေမဲ့လို့တီယာကိုကတော့ဘော်ဘီကိုအမှတ်တရအသစ်တွေကိုထပ်ပြီးတော့မဖန်တီးဖို့ကိုဆုံးဖြတ်ထားရတာကြောင့်ဘော်ဘီရဲ့ဖိတ်ကြားချက်ကိုလည်းညှင်းပယ်ခဲ့ပါတယ်။ Bachelor Party မှာဘော်ဘီကတော့အရန်ကိုပျော်ရွှင်နေခဲ့တဲ့အချိန်တစုံတရာကတော့သူမအတွက်ကိုတီးတန့်လက်ဆောင်ကိုလာပြီးတော့ပေးခဲ့ပါတယ်။အထက်မှာဘော်ဘီရဲ့ခင်မွန်လောင်ဖြစ်တဲ့ KO ရဲ့ပုံတွေဖြစ်ပြီးတော့သူနဲ့တူတူရှိနေတဲ့မျိုးသမီးကဘော်ဘီတော့မဟုတ်ပါဘူး။စစ်ထိခိုက်သွားတဲ့ဘော်ဘီကရေချိုးကန်းတဲ့ကိုသွားပြီးတော့ငိုကြွေးနေပါတယ်။ရေချိုးကန်းတကားကိုလောကျသွားတာကြောင့်အားလုံးကလည်းစိတ်ပူနေကြတဲ့အချိန်တီယာကိုကတော့ရရှိလာခဲ့ပါတယ်။ဘော်ဘီကတော့သူ့ရဲ့စိတ်ကိုပြန်လည်ပြင်ဆင်ပြီးတော့ကလစားချေဖို့အတွက်ကိုရေချိုးကန်းတဲ့ကနေကိုထွက်လာကတီယာကိုဆွဲဆောင်ပါတယ်။ပြီးတော့လည်း KO ရဲ့ရုံးခန်းထဲကိုသွားပြီးတော့ဓာတ်ပုံတွေကတခြားသောမျိုးသမီးအကြောင်းချက်လက်တွေကိုစူးစောင်းဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ KO ရဲ့ရုံးခန်းထဲကလုံခြုံရေးအဆောက်တွေနဲ့တွေ့ပြီးတော့သူတို့နဲ့ဘော်ရဲ့ဇလန်းကိုတီးသွားတာကြောင့်ဘော်ဘီကလည်းထိတ်လန့်သွားကရုံးခန်းထဲကိုဝင်ဖို့ကိုတားမြစ်ပါတယ်။အဲ့ဒီအချိန်မှာဘော်ဘီရဲ့တငယ်ချင်းဖြစ်သူကဘော်ဘီနဲ့တီယာကိုတို့အကြောင်းကိုတေချာလေးကိုရှင်းလင်းပြောပြခဲ့ပြီးတော့အာယုံလွှဲလိုက်ပြီးတဲ့နောက်မှာတော့အဆောင်ကဘော်ဘီတို့ကိုရုံးခန်းထဲကိုခွင့်ပြုခဲ့ပါတယ်။ဝင်ခွင့်ပြုရတဲ့တပြိုင်နက်ဘော်ဘီနဲ့တီယာကိုတို့ကလည်းအာသာဝူမန်ရဲ့အကြောင်းကိုရှာတွေးခဲ့ပြီးတော့ KO နဲ့တူတူနှစ်နှစ်ကျော်တွဲနေခဲ့ကြတယ်ဆိုတာကိုပါသူမသိလိုက်ရပါတယ်။ဒီကိစ္စကိုသိလိုက်ရတဲ့ဘော်ဘီကတော့အရန်ကိုမှဒေါသထွက်ပြီးတော့ရုံးခန်းထဲကိုမှွှေနှောက်ကဒေါသစိတ်တွေကိုပြေပြောက်ခဲ့ပါတယ်။အဲဒီနောက်အဆင်ပြေနေကြတဲ့အဆောင်နဲ့ဘော်ဘီရဲ့တငယ်ချင်းကလည်းသူမတို့စီကိုရောက်လာတာကြောင့်သူတို့လေးယောက်စလုံးဟာလည်းရုံးခန်းထဲကနေကိုထွက်လာပါတယ်။အဆောင်ကလည်းရုံးခန်းထဲမှာအတန်တွေကြားခဲ့တာမို့လို့တခုခုများကြားကွဲခဲ့သလားဆိုပြီးတော့မေးခဲ့ပေမဲ့လို့အားလုံးကတော့ဘာမှမဖြစ်ပါဘူးဆိုပြီးတော့လိန်ညာခဲ့ပါတယ်။အပြန်လည်တစ်လျှောက်မှာတော့ဘော်ဘီကဝမ်းနဲ့စရာတွေရောဒေါသထွက်တာတွေရောစုပေါင်းပြီးတော့ငိုကြွေးနေပါတယ်။တဖြည်းဖြည်းနဲ့ KO ကိုမင်းနိုင်ဖို့အချိန်တွေကြာကြီးကိုစ조사နေခဲ့ရပြီးတော့အတိတ်ကအမှတ်တရဟောင်းတွေကလည်းသူမရဲ့စိတ်ခံစားချက်တွေကိုဒုက္ခပေးနေပါတယ်။မနက်ခင်းတစ်ခုမှာတော့ဘော်ဘီရဲ့တငယ်ချင်းတွေကလည်းဘော်ဘီကိုစိတ်ပြေလက်ပြောက်ဖြစ်စေဖို့အတွက်အင်ကိုလေဘက်ကိုရောက်လာကြပါတယ်။သူတို့တွေကတော့ဘော်ဘီရဲ့ကျမ်းမာရေးအတွက်ကိုအရန်ကိုမှစိတ်ပူနေကြပြီးတော့ဘော်ဘီအတွက်ကတော့ပုံစံအစ်စ်ကိုလည်းပြောင်းလဲပေးခဲ့ပါတယ်။အဲ့ဒါပြင်ကိုမှ KO နဲ့စီးပွားရေးပါဒနာဖြစ်ကနေရက်စဲလိုက်ဖို့ပါဘော်ဘီကတော့ဆုံးဖြတ်လိုက်ပါတယ်။သူမကတော့လွန်ခဲ့တဲ့ရန်နေငယ်ကမိခဲ့တဲ့ဖိုင်ကိုပြန်လည်ယူဖို့တရားရုံးကိုလာခဲ့ပါတယ်။တရားသူကြီးကလည်းဘော်ဘီရဲ့ဆွဲမဲ့ဖွယ်ရာကောင်းတဲ့ပုံစံကိုတွေ့ပြီးတော့ခန်းစားချက်အစ်စ်တွေပေါ်လာခဲ့ပါတယ်။အဲ့ဒါပြင်ကိုမှဘော်ဘီနဲ့ KO မှမျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ဘော်ဘီရဲ့စိတ်ထဲမှာခန်းစားချက်တွေကနောက်တစ်ချိန်ကိုပြန်ပြီးတော့ခန်းစားလာရပေမဲ့လို့ KO နဲ့ဆက်သွယ်ဖြတ်ပြစ်ဖို့ပဲကိုဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လို့ KO ကလည်းဆွဲမလျှော့ပဲနဲ့ဘော်ဘီရဲ့နောက်တစ်ချိန်ပြန်ပြီးတော့ပတ်သက်ချင်လို့တောင်းမနေတော့မှပဲမာခရိုကတော့ရောက်လာပြီးတော့ဂျာကနေကိုဖြန့်ဖြေပေးခဲ့ပါတယ်။ KO ကတော့မကျင်တဲ့နဲ့ကိုမှထပ်သွားခဲ့တဲ့နောက်မှာတော့မာခရိုနဲ့ဘော်ဒီတို့ဟာအရက်တူတူတောက်ကြပြီးတော့စကားတွေအများကြီးပြောခဲ့ကြပါတယ်။မာခရိုကတော့သူမကိုစိတ်ဝင်စားနေတယ်လို့သိနေတဲ့ဘော်ဘီကအိမ်ပြန်လမ်းမှာသူမရဲ့တငယ်ချင်းကိုအဆအဆုံးပြောပြပါတယ်။ဘော်ဘီကတော့သူမရဲ့ဘဝအတွက်နောက်ထပ်တစ်ချိန်လူတအူးကိုဝင်ခွင့်မပြုတော့ဘူးလို့စိတ်ကူးခဲ့ပြီးတော့တခြားသောအရေးပါတဲ့အတွေ့အကြုံအသစ်တွေကိုလည်းရှာဖွေမယ်လို့ပဲပြောပါတယ်။သူမအိမ်ပြန်ရောက်တဲ့အခါမှာသူမရဲ့အိမ်တကားကြီးကပွင့်နေခဲ့ပြီးတော့ပစ္စည်းတွေကလည်းပြန်ကျင်းနေတာကြောင့်ဘော်ဘီကတော့ဒေါသထွက်သွားခဲ့ပါတယ်။တီယာကိုကတော့ချက်ချင်းပဲဘော်ဘီရဲ့အိမ်ကိုရောက်ရှိလာခဲ့ပြီးတော့ဘော်ဘီအတွက်ကိုအားပေးစကားပြောပါတယ်။ပြီးတော့တီယာကိုကလည်းသူ့ရဲ့ခန်းစားချက်တွေကိုဘော်ဘီစီမှာဝန်ခံခဲ့ပြီးတော့တွဲကြဖို့ကိုပြောပေမဲ့ဘော်ဘီကတော့တီယာကိုညှဉ်းဆန်ခဲ့ပါတယ်။
အဲ့ဒါကြောင့်တီယာကိုကလည်းသူ့ရဲ့ခြေလမ်းတွေကိုအနောက်ဆုတ်ပြီးတော့အခုဘော်ဘီနဲ့အဆင်ပြေနေတဲ့မာခရိုကတိတ်ပြီးတော့မယုံကြည်သင့်ဘူးဆိုပြီးတော့သတိပေးလိုက်ပါတယ်။နောက်နေ့မှာတော့ဘော်ဘီကတော့သူမရဲ့ငယ်ရွယ်တုန်းကအိမ်မက်တွေပြန်လည်အသက်သွင်းဖို့အတွက်ကိုဆိုင်ကယ်ကလပ်တစ်ခုတွေကိုဝင်သွားခဲ့ပါတယ်။ဘော်ဘီကတော့ဆိုင်ကယ်ကလပ်ထဲကအဖွဲဝင်နေတဲ့တူခီးတူထွက်ကြပြီးတော့အဲ့ဒီထဲမှာမာခရိုလည်းပါဝင်နေခဲ့ပါတယ်။အဖွဲ့သားတွေအားလုံးကတော့မာခရိုနဲ့နီနီကက်ကက်ကိုမနေဘူးဘော်ဘီကိုတတိပေးကြပေမဲ့ဘော်ဘီကတော့ဂူမဆိုင်ပါဘူး။ဘော်ဘီနဲ့မာခရိုကတော့ပင်လယ်ကမ်းခြေဘက်မှာတူတူလင်းချင်းခံရင်စကားလက်ဆောင်ကြနေတော့အရေးပေါ်ဖုန်းတစ်လုံးကဝင်လာပြီးတော့မာခရိုကဘော်ဘီကိုပြစ်သွားခဲ့ပါတယ်။တယောက်တည်းကြံနေခဲ့တဲ့ဘော်ဘီကသူ့ရဲ့တငယ်ချင်းစီကိုမာခရိုအကြောင်းကိုပြောပြပါတယ်။ညဘက်ရောက်တဲ့ခါမှာတော့မာခရိုကလည်းကမ်းခြေကိုပြန်ရောက်လာခဲ့ပြီးတော့ဘော်ဘီနဲ့တူတူတညလုံးကိုတာယာမှုတွေနဲ့တူတူကုံဆုံးခဲ့ပါတယ်။ဒါပေမဲ့လို့မနေ့ရောက်တဲ့ခါမှာမာခရိုကဘော်ဘီကိုစာလေးတစ်စောင်နဲ့တင်ကိုပြစ်ထားခဲ့ပါတယ်။ဒီကိစ္စတွေကိုပုံမှန်လိုပဲသဘောထားတဲ့ဘော်ဘီကနောက်ရက်တွေမှာလည်းပုံမှန်အလုပ်တွေပဲလုပ်နေတော့မှအီးမေးလ်ကနေသူမတို့ရဲ့ HDG ကိုပို့ပေးပြီးတော့ချင်းချောက်တဲ့စာတစ်စောင်ကရောက်ရှိလာခဲ့ပါတယ်။ဒီကိစ္စကိုချင်းချောက်တဲ့တရားခံက KO ဖြစ်ရမယ်လို့ထင်လိုက်တဲ့ဘော်ဘီနဲ့တီယာကိုကလည်း KO အကြောင်းတွေကိုစုံစမ်းပါတယ်။သူတို့တွေကစုံစမ်းနေရင်းမှာပဲ KO နဲ့တခြားသောကုမ္ပဏီကမတန်မာမှုတွေပေါ်လာတာကြောင့်တီယာကိုကတော့ဘော်ဘီကိုတရားစွဲဖို့ကိုစတင်တာချပါတော့တယ်။အဲ့ဒီအချိန်မှာမာခရိုစီကနေပြီးတော့ညစာစားဖို့ကိုဖိတ်ခေါ်ချက်တစ်ခုကိုရခဲ့လိုက်ပါတယ်။တီယာကိုကတော့မာခရိုဘော်ဘီအပေါ်မှာကောင်းတဲ့စိတ်ရင်းနဲ့လာတာမဟုတ်ဘူးလို့တတိပေးပေမဲ့ဘော်ဘီကတော့အားလုံးကိုမျက်ကွယ်ပြုတ်ပြီးတော့မာခရိုစီကိုတွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကလည်းညစာတူတူစားနေကြရင်လည်းမာခရိုကတော့သူ့ရဲ့ပျက်စီးခဲ့တဲ့အိမ်တော်ရေးအကြောင်းတွေကိုပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘော်ဘီကမာခရိုကိုခဏခဏကိုမှအလဲပတ်ရောက်လာခဲ့ပြီးတော့နှစ်ယောက်စလုံးကတော့ပိုပြီးရင်းနေလာခဲ့ကြပါတယ်။တညမှာတော့သူတို့နှစ်ယောက်ရှိတဲ့အိမ်ထဲကိုဒေါသထွက်နေတဲ့အမျိုးသမီးတူကဝင်လာခဲ့ပါတယ်။သူမကဘော်ဘီကိုလည်းအပြစ်မတရားလို့ဆက်ဆံခဲ့ပြီးတော့သူမနဲ့မော်ခရိုကလည်းတရားဝင်လက်ထပ်ထားခဲ့တာပါဆိုပြီးတော့တတိပေးပါတယ်။တကယ်စားတွေကိုကြားလိုက်ရတဲ့ဘော်ဘီကတော့မော်ခရိုစီကနေပြီးတော့ရှင်းပြတာတွေကိုနားမထောင်တော့ဘဲနဲ့ဆိုင်ကယ်တစ်စီးနဲ့အိမ်ကိုပြန်လာခဲ့တဲ့လမ်းမှာပဲမတော်တဆကိုတိမ်မှောက်သွားခဲ့ပါတယ်။ဘော်ဘီနိုးလာတဲ့ခါမှာတော့သူမရဲ့ဘေးမှာသူမရဲ့မိသားစုနဲ့တူတူတီယာကိုတို့ကိုပါရောက်နေခဲ့ပါတယ်။ခဏကြာတဲ့ခါမှာတော့ဘော်ဘီကို KO ကတရင်လာမေးခဲ့ပြီးတော့တီယာကိုကတော့ KO ကိုအတင်းကိုမှပြန်လှုပ်ခဲ့ပါတယ်။စေယုံကနေပြန်မှ KO ကတော့သူ့ရဲ့တပည့်တစ်ယောက်စီကနေဘော်ဘီရဲ့ရင်တိုင်းမှု CCTV ကိုစုံစမ်းခိုင်းခဲ့ပြီးတော့လူတစ်ယောက်အတွက်ကိုအတန်ဖန်ဆက်တစ်လုံးကိုစီစဉ်ပေးမှာပါဆိုပြီးတော့ပြောလိုက်ပါတယ်။ဘော်ဘီပြန်ကောင်းလာတဲ့အခါမှာမာခရိုကသူ့ဖုံးကွယ်ထားတဲ့အကြောင်းတွေကိုဘော်ဘီကိုလာပြီးတော့ရှင်းပြပါတယ်။အဲဒီနေ့ကလည်းသူတွေးခဲ့တဲ့မျိုးသမီးကသူ့ရဲ့အရင်ဇနီးဟောင်းဖြစ်ပြီးတော့သူမကတော့စိတ်ကစင်ကလေးရဝေဒနာကိုခံစားနေရတာပါ။သူမနဲ့မာခရိုနဲ့ကဖီဒိုရီယာဆိုတဲ့ကလေးလေးတစ်ယောက်ကိုမွေးဖွားခဲ့ပေမဲ့ကလေးလေးကတော့မွေးရပါယောဂဖြစ်နေတာမို့လို့စေကူတာခြင်းကိုခံနေရပါတယ်။မာခရိုနဲ့သူ့ရဲ့ဇနီးကလည်းတရားဝင်ကွာရှင်းထားပေမဲ့ဖီဒိုရီယာမျက်နှာနဲ့မလို့နှစ်ယောက်သားကတော့ရင်းနှီးပြောဆိုခဲ့ပါသေးတယ်။တရက်မှာမာခရိုရဲ့ဇနီးဟောင်းကလည်းဖီဒိုရီယာကိုခိုးပြီးတော့စေယုံကနေကိုထွက်ပြေးသွားခဲ့ပါတယ်။ဒီလိုမျိုးလုပ်ရက်ကလည်းစေကူတာမှုခံယူနေရင်းနဲ့ဖီဒိုရီယာအတွက်ကိုအန်ရရှိတာမို့လို့မော်ခရိုကတော့တေချာကိုဆုံးဖြတ်ပြီးတော့ဖီဒိုရီယာနဲ့ဝဝေးမှာနေထိုင်ခွင့်ရအောင်ဆိုပြီးတော့အမိန့်ထုတ်ထားတာပါဟိုတခါဘော်ဘီကိုပြစ်ထားခဲ့တော့ကလည်းသူ့ရဲ့ဇနီးဟောင်းကြောင့်အရေးပေါ်သွားရတာမလို့ပြစ်ထားခဲ့ရတာပါဆိုပြီးတော့တောင်းပန်လိုက်ပါတယ်မော်ခရိုရဲ့ရှင်းပြချက်ရကတော့ဘော်ဘီကလည်းစိတ်ဆိုးပြေသွားခဲ့ပြီးတော့မော်ခရိုကိုပြန်ပြီးတော့လက်ခံခဲ့ပါတယ်ရင်တိုင်းမှုဖြစ်စေကိုစုံစမ်းနေကြတဲ့ KO တို့ကလည်းရှင်းလင်းနေတဲ့လမ်းမကြီးပေါ်မှာရုတ်တရက်ကြီးကိုကားမတော်တဆဖြစ်တဲ့ပြင်ကုန်မှာအဲဒီကားကလည်းခိုးထားတဲ့တရားမဝင်ကားဖြစ်တာမို့လို့ဒီကိစ္စကတော့တိတ်ပြီးတော့မရိုးရှင်းဘူးဆိုတာကိုသိလိုက်ရပါတယ်နောက်ရက်မှာတော့မော်ခရိုနဲ့ပြန်လဲအဆင်ပြေသွားကြောင်းကိုဘော်ဘီကတော့တီယာကိုစီကိုလာပြီးတော့ပြောပါတယ်တီယာကိုကတော့ဘော်ဘီကိစ္စကိုမကျင်တဲ့ပဲနဲ့အိမ်ပြန်လာတဲ့အခါမှာအိမ်ထဲမှာ KO နဲ့ကိုတွေ့ပါတယ်တကယ်တော့ KO နဲ့တီယာကိုတို့ကတော့တပွဲတည်းသားတွေဖြစ်ပြီးတော့နှစ်ယောက်စလုံးကတော့မှောက်ကိုခိုင်းတဲ့ကိုဝင်ပြီးတော့ကုမ္ပဏီတွေရဲ့ငွေကြေးစီမံမှုတွေကိုချိုးဖောက်နေကြတဲ့သူတွေပါဒီခါမှာတီယာကိုမရှိတော့လူဆိုးတွေက KO ကိုလာပြီးတော့နှိပ်စက်သွားတဲ့ကြောင့် KO ကတော့ကိစ္စအားလုံးကိုခက်မမြတ်ရှင်းပြဖို့ကိုတီယာကိုစီမံတောင်းဆိုနေခဲ့ပါတယ်တီယာကိုကတော့ KO နဲ့ဘော်ဘီရဲ့ဆက်ဆံရေးကြားထဲမှာနှောက်ယှက်တဲ့တရားခံတယောက်ဖြစ်နေတဲ့ပြင်ကုန်မှာဘော်ဘီကကိစ္စတွေမသိအောင်လို့လဲအဖက်ဖက်ကနေပြီးတော့ကာကွယ်ပေးနေတာပါသူတို့ကိစ္စတွေကိုရိမ့်မိနေတဲ့ဘော်ဘီကိုအတက်နိုင်ဆုံးအမြန်နည်းနဲ့ကိုအပြတ်ရှင်းပြဖို့ကိုတိတိလေးကိုကြံစီနေခဲ့တဲ့ပြင်ကုန်မှာအခုဖြစ်ခဲ့တဲ့ရင်တိုင်းမှုဆိုတာကလည်းတီယာကိုလက်ချက်ကြောင့်ဆိုတာ KO ကတော့တည်နေခဲ့ပါတယ်အဲ့ဒါပြင်ကုန်မှာအတန်ဖန်ဆက်ကနေတစင်မော်ခရိုကလည်းတီယာကိုရဲ့အကြောင်းတွေကိုအစားဆုံးသိလိုက်ရတာကြောင့်ဘော်ဘီတို့ကတော့အန်ရရှိတယ်ဆိုတာကိုပါရှင်းပြီးသွားခဲ့ပါတယ်အကြံသမားတီယာကိုကတော့ညာရင်းချင်းပဲဘော်ဘီကိုတတ်ဖို့အတွက်ကိုအင်ကားနေကိုခေါ်ထုတ်လာပါတယ်ဘာမှမသိတဲ့ဘော်ဘီကတော့လမ်းမကြီးကိုရောက်နေတာကြောင့်ပြန်လည်ခိုင်းဖို့ကိုတောင်းဆိုပေမဲ့နောက်ကျသွားခဲ့ပါပြီနောက်ဆုံးမှာတော့ KO နဲ့တီယာကိုကတော့တောနက်ထဲမှာဘော်ဘီကိုလက်စားဖျောက်ဖို့ကိုစီမံနေကြပြီးတော့ဘော်ဘီကလည်းသူမကိုလှုပ်ပေးရင်ဒီကိစ္စကိုဘယ်သူမှမသိအောင်လို့ဖုံးပေးထားပါမယ်ဆိုပြီးတော့တောင်းဆိုပါတယ်တီယာကိုကတော့ဘော်ဘီကိုတက်ပစ်ဖို့ပဲစိတ်ပါနေပြီးတော့နောက်ဆုံးအနေနဲ့ဘော်ဘီကို KO လက်နဲ့ပဲလက်စားဖျောက်ခိုင်းပါတယ်ကျူတီစီစဉ်ထားတဲ့ KO ကတော့မော်ခရိုလာကင်မာကိုတိတာကြောင့်ဘော်ဘီကိုမတက်ဖယ်နဲ့အချိန်ဆွဲနေခဲ့ပါတယ်ဒါကိုတီးတဲ့တီယာကိုကလည်းအချိန်ထက်မဆွဲတော့ဘဲနဲ့တက်ဖို့ကိုစူးစမ်းတဲ့အချိန်မှာမော်ခရိုကတော့ရောက်ရှိလာခဲ့ပြီးတော့ဘော်ဘီရဲ့ရှေ့ကနေကိုဝင်ကယ်ပေးခဲ့ပါတယ်ကြီးကတော့မာခရိုကိုမှန်သွားခဲ့ပေမဲ့လို့မာခရိုနဲ့တူတူရဲတွေပါပါလာခဲ့တဲ့ကြောင့်တီယာကိုကရော KO ရောကပါငွေကြေးခဝါချမှုနဲ့အတူတူလူတက်ရန်ကြံစည်မှုနဲ့ပါအဖမ်းခံလိုက်ရပြီးတော့တရားသူကြီးမော်ခရိုကလည်းသူ့ရဲ့တာဝန်ကိုအသက်နိုင်ဆုံးထမ်းဆောင်ခဲ့တဲ့ကြောင့်နာမည်ကောင်းလက်မှတ်ပြင်ကိုမှဘော်ရီရဲ့ချစ်တွေကိုပါအပြည့်အဝကိုရရှိသွားခဲ့ပါတော့တယ်
ဇလန်လေးကတော့ဒီမှာရင်ကိုပြီးဆုံးသွားတာမို့လို့နောက်ထပ်ဇက်ကားကောင်းတွေမှလည်းပြန်လည်တွေ့ဆုံကြရအောင်နော်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်းပဲ channel လေးကို like subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါအောင်နော်ကဲဒါဆိုရင်နောက်ထပ်ဇလန်ကောင်းတွေမှာပြန်လည်တွေ့ဆုံကြပါမယ်ဗျာ